စပူဒီပါလက်ရတောင်ကျွန်းမှာအကျော်အမော်ရုပ်ရှင်အက်ဒီတာကြီးဖြစ်ဖို့အဆောင်အယောင်တစ်ခုအနှင်းမဲ့ကွအဲ့ဒါကတော့ဖြတ်ဖို့ကတ်ကြီးနဲ့ဆက်ဖို့ကော့မှန်ပါတယ်ကျွန်တော်တို့ဟာ digital ခေတ်မတိုင်ခင်မှာရုပ်ရှင်ဖလင်များတွေကိုလက်နဲ့ဖြတ်လက်နဲ့ဆက်ပြီးတော့တကယ်ကိုအနုပညာလက်ရမြောက်တဲ့ရုပ်ရှင်တွေဖန်တီးခဲ့ကြတာပါအဲ့ဒီတော့အခုမိတ်ဆွေတို့က Premiere Pro DaVinci ကစလို့ CapCut အစုံသူ့ထဲမှာပါတဲ့ tools တွေကိုကျွမ်းကျင်နေုံနဲ့ editor ကောင်းတစ်ယောက်ဖြစ်ပြီလားမင်္ဂလာပါကျွန်တော်ကရုပ်ရှင်ဖတ်စာကစိုးမိုးအောင်ပါမှတ်တမ်းနဲ့ဇာတ်လမ်းရုပ်ရှင်တွေအကြောင်းအမြဲတမ်းဆွေးနွေးတော့မှာမလို့ခင်ဗျားကရုပ်ရှင်ချစ်သူတယောက်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ရုပ်ရှင်ဖတ်စာ page ကို like and follow လုပ်သွားလို့ရပါတယ်ခင်ဗျာကျွန်တော်တို့ကရုပ်ရှင်တွေကိုရိုက်ပြီးတော့တီးဖြတ်ရခြင်းရည်ရွယ်ချက်တွေအများကြီးရှိတဲ့အထဲမှာအရေးကြီးဆုံးနဲ့အခြေခံအကျဆုံးအချက်၃ချက်ရှိပါတယ်နံပါတ်1ကအချိန်ကိုကစားဖို့ရုပ်ရှင်ထဲမှာ20ဆိုတဲ့အချိန်ကိုအယုတ်ကတ်တကတ်ထဲနဲ့ပြလို့ရတယ်လို့3စက္ကန့်လောက်ပဲကြာတဲ့ကား accident တစ်ခုကိုလည်းအချိန်10မိနစ်လောက်ကြာအောင်ကတ်မျိုးစုံကိုတုံးပြီးတော့ပြလို့ရပါတယ်နံပါတ်2အဓိပ္ပာယ်တစ်ခုကိုဖန်တီးဖို့ဆိုလိုတာကမတူတဲ့အယုတ်တွေကိုတွဲဆက်ပြီးတော့ကြည့်ရှုသူကအဖြစ်အပျက်တစ်ခုအကြောင်းအရာတစ်ခုဆိုလိုရင်းတစ်ခုကိုသဘောပေါက်သွားအောင်လုပ်တာပါနံပါတ်3အရေးကြီးတာကိုပြဖို့ဆိုလိုတာကကျွန်တော်တို့မှတ်တမ်းရုပ်ရှင်ပဲဖြစ်ဖြစ်ဇာတ်လမ်းရုပ်ရှင်ပဲဖြစ်ဖြစ်ရိုက်လာတဲ့အယုတ်တွေတဲကအရေးကြီးတဲ့အယုတ်အကောင်းဆုံးရုပ်တွေကိုရွေးချယ်ပြီးတော့ကျွန်တော်နံပါတ်2မှာတော့ပြောခဲ့သလိုအဓိပ္ပာယ်တစ်ခုကိုဖန်တီးပြီးတဲ့အခါအဲ့ဒီထဲကမှအရေးကြီးတဲ့အကြောင်းအရာသိသင့်သိထိုက်တဲ့အကြောင်းအရာသိစေခြင်းတဲ့အကြောင်းအရာကိုပေါ်လွင်အောင်လုပ်ခြင်းပါအဲ့ဒီထဲမှာအခြားအရေးကြီးတဲ့အချက်တွေလည်းအများကြီးရှိပါသေးတယ်ဒါပေမဲ့ကျွန်တော်ခုနကပြောသွားတဲ့3ချက်ကတော့အခြေခံအကျဆုံးပါအဲ့ဒီအခြေခံအချက်ကိုနေရာတကျထိထိမိမိအသုံးချတတ်ပြီဆိုလို့ရှိရင်အဲ့ဒီဒါကောင်းတစ်ယောက်ဖြစ်လာနိုင်ပါတယ်အဲ့ဒီလိုပြောလိုက်လို့အခြား function တွေ code တွေ file management တွေအရေးမကြီးဘူးလို့ဆိုလိုချင်တာမဟုတ်ပါဘူးtools တွေကိုသိထားဖို့ကလည်းအရေးကြီးပါတယ်ဒါမှခင်ဗျားကစိတ်သွားတိုင်းကိုပါ edit လုပ်လို့ရမှာပါဒါပေမဲ့ခုနကပြောသွားတယ်ဘာကြောင့် edit လုပ်နေရလဲဆိုတဲ့အခြေခံအချက်အဲ့ concept မပါလို့ရှိရင်ခင်ဗျားကအတီးအခန့်ရုပ်ရှင်ဇာတ်လမ်းကို edit လုပ်နိုင်ဖို့ခက်ပါတယ်ကြည့်ရှုသူကိုခံစားမှုတစ်ခုထိထိရောက်ရောက်ပေးနိုင်မှုအတွက်ဒီအခြေခံအချက်တွေကတကယ်ကိုအရေးကြီးပါတယ်ဒါကြောင့်လည်းပဲ Godfather 2နဲ့ကိုးမောင်တိန်တို့ကို edit လုပ်ခဲ့တဲ့တကယ် legendary editor ကြီး Walter Mesh ရဲ့စာအုပ်ဖြစ်တဲ့ In the Blink of an Eye ဆိုတဲ့စာအုပ်ထဲမှာ Rule of 6ဆိုတဲ့အချက်6ချက်ကိုပြောထားပါတယ်အဲ့ဒီ6ချက်ထဲကပထမဆုံးချက်ဖြစ်တဲ့ emotion ဆိုတဲ့ကြည့်ရှုသူကကိုပေးခြင်းတဲ့ခံစားချက်ကိုရသွားစေဖို့က editing process တစ်ခုလုံးမှာ51%ရှိတယ်လို့သူကဆိုထားပါတယ်နောက်ပြီးတော့ Oscar nomination ဝင်ထားတဲ့ documentary တွေဖြစ်တဲ့ The Art of Killing တို့နောက်ပြီးတော့ကျွန်တော်တို့ The Look of Silence တို့အဲ့ဒီ documentary တွေကို edit လုပ်ခဲ့တဲ့ Niels Paul Anderson ဆိုတာကလည်း edit လုပ်တာကတဲ့ရှုပ်ရှက်ခတ်နေတဲ့ရိုက်လာတဲ့အယုတ်တွေကမှခံစားချက်နဲ့အတိတ်ဘက်ကိုရှာဖွေတဲ့အလုပ်လို့သူ့ရဲ့ Order in Chaos ဆိုတဲ့စာအုပ်ထဲမှာလည်းဖော်ပြထားတယ်ဗျကျွန်တော်ကိုယ်တိုင်လည်းသူနဲ့လူတွေ master class တစ်ခုမှာသင်ကြားခွင့်ရတော့မှသူကအများအားပြောတယ်ဗျ editing ဆိုတာကရှုပ်နေတဲ့အရာတွေကိုရှင်းအောင်လုပ်တဲ့ process တစ်ခုဖြစ်တဲ့အကြောင်းနောက်ပြီးတော့လည်းခံစားချက်ကိုရဖို့အရေးကြီးအောင်အများအားသင်ကြားပေးတယ်ဗျအဲ့ဒီတော့ကျွန်တော်ခုနကပြောသွားတဲ့အခြေခံအချက်တွေကိုအလွယ်ဆုံးနဲ့ထိထိရောက်ရောက်လေ့ကျင့်လို့ရတဲ့နည်းကတော့ဒီ editing နဲ့နာမည်ကြီးထားတဲ့ရုပ်ရှင်တွေကိုကြည့်ပြီးတော့လေ့လာတာပဲဗျဘယ်လိုလေ့လာရမလဲဆိုတာကတော့ကျွန်တော်သုံးနေကြ exercise တစ်မျိုးရှိတယ်ဗျအဲ့ဒါကဒီဗီဒီယိုထဲမှာထည့်ပြောရင်အရန်ရှည်သွားမှာမလို့အခုဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတွေကစိတ်ဝင်စားတယ်လေ့ကျင့်နေတယ်ဆိုလို့ရှိရင်အောက်က comment မှာ editing exercise လို့မှတ်တော့ပါအကယ်၍သိကျင်တဲ့လူစိတ်ဝင်စားတဲ့လူများတယ်ဆိုလို့ရှိရင်ကျွန်တော် exercise ဗီဒီယိုတက်တင်ပေးပါမယ်ဘာလို့လဲဆိုတော့ကျွန်တော်ခင်ဗျားတို့စိတ်ဝင်စားတာတွေပြောနေမိတာလည်းဖြစ်မှာဆိုလို့ပါ